ကျွန်တော်မိထားတယ်4496539တဲ့ဒီနံပါတ်ကလေးကစနေသားနဲ့ကောင်းလာရတယ်နော်ဒီနံပါတ်လေးကစနေသုံးလို့ရတယ်နော်စနေနဲ့ဆိုလို့ရှိရင်ငွေကြီးကန်တွေရောအလောက်ကန်တွေရောပါတဲ့နံပါတ်ကလေးပါနော်ဒီနံပါတ်ကလေးကိုနံပါတ်အကျိုးလေးပြောပေးခြင်းလို့ကျွန်တော်ကဗီဒီယိုဖိုင်လေးနဲ့ပြောပြပေးလိုက်တာနော်ဒီနံပါတ်ရဲ့အကျိုးလေးကတော့နာမည်ကနာမည်ကျော်သေးတယ်ဦးစီးဦးဆောင်နိုင်စွမ်းရှိတယ်ငွေရှာတော်တယ်လက်ရှိတယ်ပေါ့နော်အပြိုင်ဆိုင်မှာလည်းအနိုင်ရတယ်ဒီနံပါတ်ကနော်မိသားစုထက်လူကြီးတွေလည်းကုညီထောက်ပံ့မှုရရှိစေတယ်နော်တွေးခေါ်တွေကောင်းတယ်တတိညာပညာအားတွေလည်းကောင်းတယ်နော်နောက်ပြီးတော့အိမ်တော်ရေးခြေမြစ်တာတွေလည်းအားကောင်းတယ်အခက်အခဲတွေလွယ်တကူဖြေရှင်းနိုင်တယ်ဘဝကိုတတရာဖြတ်တန်းနိုင်တယ်နော်ဒီနံပါတ်အပြောဆိုကြောင့်လည်းဟိုဒီနံပါတ်ဆိုပြီးပါတယ်နော်ကဲလို့အကြောင်းဝယ်ယူလိုက်လုပ်မယ်ပြောဆိုပိုင်းဒီမှာလုပ်တယ်ဆိုလည်းအဆင်ပြေတဲ့နံပါတ်ကလေးကနော်ဒီနံပါတ်ကလေးကစနေနဲ့ဆိုရင်အမြဲတမ်းသုံးလို့ရတယ်နော်ငွေကြီးလည်းကန်ကောင်းစီမဲ့နံပါတ်ကလေးပါနော်စိတ်ချလက်ချသုံးလို့ရပါတယ်နော်ကျွန်တော်ကိုဖုန်းနံပါတ်လေးတွေစစ်ဆေးခြင်းနဲ့နံပါတ်အကျိုးလေးတွေသိခြင်းနဲ့ဆိုလို့ရှိရင်အခုလိုမြန်မာကနေလေးနဲ့ကျွန်တော်ကိုနေ့နံလေးနဲ့ရိုက်နှိပ်ပြီးတော့ comment မှာမေးမြန်းနိုင်ပါတယ်နော်ကဲမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ